အားလုံးပဲမင်္ဂလာပါ။ Heavenly YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ညီမဒီနေ့ link comment ကိုဘယ်လိုဆော့ရမလဲ။ဘာ flow လေးရအကောင်းဆုံးလဲဆိုတာကိုအသေးစိတ်ရှင်းပြဆော့ပြသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပြီးတော့ကြိုက်တယ်ဆိုရင် like and subscribe လေးလည်းလုပ်ပေးကြဖို့မမေ့ကြပါနဲ့အောင်နော်။ကိုကတော့ညီမ Victory Home လေးကိုယူလိုက်ပါတယ်။ဒီကက်ကလေးအလုံးလုံးပုံကကိုယ့်ရဲ့ချက်ပုတ်ပုံမှာရှိရဲ့ Align Hero တွေအားလုံးကိုပွဲစားတာနဲ့7% attach fee ကိုရမယ်။ Round PIP တိုင်းမှာလည်း extra 1% attach fee ထည့်ရမှာပဲဖြစ်ပါတယ်။ Link comment လေးက physical attach fee ရဲ့ hero တွေနဲ့လိုက်တဲ့ comment တစ်ကောင်ပေါ့နော်။အားကြောင့်comment ကိုင်မယ်ဆိုရင် assassin hero တွေ weapon master hero တွေlucky hero တွေအဲ့လို physical attach နဲ့ကျင်းနေဆိုမှာဖြစ်ပါတယ်။ဒါကြောင့်ကက်တီယူမယ်ဆိုရင် assassin crystal ဒါမှမဟုတ် astro power crystal လေးတွေကိုဦးစားပေးယူရပါမယ်။ဒီ fake play မှာဆိုရင်လည်း assassin hero တွေပါလာရင်ဦးစားပေးယူရပါမယ်။ဒီမှာဆိုရင်တော့ link ပါလာတဲ့အတွက်ကြောင့် link ကိုဦးစားပေးယူလိုက်ပါတယ်။ hero မပါရင်လည်းရေခဲတို့ golden step တို့ BOD တို့လို hyper ထားဆော့ရမယ်ကိုယ့်ရဲ့ hero ကို support ပေးမယ့် item မျိုးကိုရွေးယူရပါမယ်။ဒီမှာဆိုရင် link ကို channel ထည့်ထားပြီးတော့ damage စဖတ်မယ်ပေါ့နော်။ channel မှာ align hero တစ်ကောင်ထည့်ထားရင်ပွဲစားတာနဲ့ enemy ဘက်ကအဝေးဆုံးမှာရှိတဲ့ hero တစ်ကောင်ကိုဆွဲခေါ်ပြီးတော့ buy one ချမှာပေါ့နော်။နိုင်လို့ရှိရင် hybrid attack 5% ပေါင်ပေးပါတယ်။ start ကတော့50 ထိပေါ့နော်။ဆိုလိုတာကစုစုပေါင်း15ပွဲ channel မှာ buy one နိုင်ရင် hybrid attack 75% ကိုပေါင်ပေးမှာပဲဖြစ်ပါတယ်။ link comment လေးကဆိုလိုကောင်းတယ် rank တင်လို့လည်းလွယ်တယ်။ဒါကြောင့်ဗီဒီယိုလေးကိုစစ်ကြည့်လိုက်ရအောင်နော်။ဒုတိယကိုကတ်မှာဆိုရင်တော့ magical crystal လည်းမပါလာဘူးဆိုတော့ first promotion ကလေးကိုရွေးလိုက်ပါတယ်။ဒီကလေးလုံးပုံကတော့ကတ်ကိုယူလိုက်တာနဲ့ shop ထဲကဘယ် hero မဆိုဝယ်လိုက်တာနဲ့2 star တစ်ကောင်ရမှာပဲဖြစ်ပါတယ်။အားကြောင့်ဒီကလေးကိုချက်ချင်းမယူသေးပဲနဲ့ကို2 star လိုချင်တဲ့ hero က shop ပေါ်မှာပေါ်လာမှယူမှာပဲဖြစ်ပါတယ်။link ရဲ့ chance သဘောတဘာဝကအားလေးမှာ damage စုမယ် late game မှာကျမ်းမယ်ဆိုတော့ဒီအားလေးတူကို mid game ပိုင်းမှာမရှုံးအောင်အကယ်၍ရှုံးခဲ့ရင်လည်း damage နည်းနည်းလေးပဲထိအောင်ပွဲကိုထိန်းပြီးတော့ဆော့ရပါမယ်။အမှကိုက capacity level 9 or 10ရောက်ရင် hero AC ရှာပြီးတော့3 star တင်နိုင်မှာဖြစ်ပါတယ်။ဒီပွဲမှာအားလေးကို assassin dragon elder hero လေးနဲ့ထိန်းဆော့ထားပါတယ်။ astro assassin တို့ဘာလို့နဲ့လည်းထိန်းဆော့လို့ရပါတယ်။ကိုအစင်ပီယာနဲ့ထိန်းဆော့နိုင်ဖို့ကအရေးကြီးပါတယ်။ကိုတွေကိုလည်းတက်နိုင်သလောက်မသုံးမဲနဲ့စုထားရပါမယ်။ capacity 9ဒါမှမဟုတ်တန်းရောက်ဖို့အရေးကြီးလို့ပါဒီ Facebook မှာဆိုရင်ညီမပုံမှာပြောသလိုပဲ magical crystal လေးတွေကအရေးကြီးရယ်ဦးစားပေးယူရမယ်ဆိုတော့ဒီမှာ assassin crystal လေးပါလာတဲ့အတွက်ကြောင့်အဲ့ဒါလေးကိုပဲပြေးလိုက်ပါတယ်အခုဆိုရင် shop ပေါ်မှာ Lancelot ပါလာပြီဒါကြောင့်ညီမဒုတိယကိုကတ်မှာပါတယ် first promotion ကတ်ကိုအရင်ယူတယ်ပြီးရင် Lancelot ကိုဝယ်လိုက်တယ် Lancelot 2 star ကို challenge ထည့်တယ် damage ကိုစဖတ်မှာပေါ့နော်Lancelot 2 star နဲ့ဆိုတော့အခု making မှာ AC ကိုဆိုလို့ရပြီ capacity 10 ထိအောင်သွားမယ်ပြီးရင် Lancelot ကို3 star တင်မယ်ကိုမှာက9ချက်တန်3 star ရဖို့တော်တော်ခက်တယ်ပေါ့နော်ဒါမဲ့ကိုခက်လေးရလဲကောင်းတယ် hero လို့ဝယ်မဲ့သူလည်းမရှိဘူးဆိုတော့3 star ဖြစ်နိုင်ပါတယ်ဒီတတိယကိုကတ်မှာဆိုရင်တော့ healing fountain ဆိုတဲ့ကလေးကိုယူလိုက်ပါတယ်
သူကတရောင်းစားတိုင်းမှာကိုယ့်ရဲ့ကွန်မန်ဒါသွေး30ပြန်တက်တယ်ပေါ့နော်ဂိုးလေး6ချက်ရမယ်အဲ့ကြောင့်လိတ်ကိန်းမှာသွေးလေးလည်းပြန်တက်မယ်ပတ်စံလည်းနည်းနည်းရတယ်ဆိုတော့ကွန်မန်ကတ်တွေကအကောင်းဆုံးကတ်ကက်လို့တော့ပြောလို့ရတယ်ကဲဗီဒီယိုလေးကိုဆက်ကြည့်ပေးကြပါအောင်နော် ဒီမှာဆိုလို့ရှိရင် capacity တက်လက်ရောက်ပြီဆိုတော့ lens slot တွေရှာမယ်3 star တင်ပါမယ်ခုဆို lens slot 3 star assassin monia နဲ့ဆိုတော့တကြားမင်းစင်းစောတာမနိုင်တော့ပါဘူးရှင် ဒီ flow လေးကပုံမှန်ဆိုရင်တော့ lane astro ဒါမှမဟုတ် lane trago order လေးနဲ့ဆော့ရင်တော့ပိုလွယ်ပါတယ်။အဲဒါကြောင့် run လေးတင်ချင်တယ်။အထားလေးချချင်တယ်ဆိုရင်တော့ဒီ flow လေးကိုဆော့ကြည့်ဖို့အကြံပေးပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်တွေ့ကြမယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။